ဒါ master computer ပေါ့နော်အဲဒါ wifi ချိတ် wifi ချိတ်မထားရင်သူကတစ်ခါလေဒီ share file သုံးလို့မရဘူးရှိတ် LAN ချိတ်ထားရတာပေါ့နော် wifi ဘယ်လိုချိတ်တောင်ပြောပြ wifi ပေါ့နော်ပြီးရင် vset ပေါ့နော် connect ပြီးရင်ဒါလေးတော့ net connect vset connect okay connect အဲ့လိုဆိုသူပေါက်ကြလာလိမ့်မယ်ကြလာလို့ရှိရင် user name ပေါ့နော်ဒီကောင်ရဲ့ user name က fima walk 1ပေါ့နော် fima walk 1 password တော့ a12356 a12356 ပြီးအောက်ကကောင်ရိုက်ထည့်ပေါ့ဒီကောင်လေးကိုရိုက်134ကိုရိုက်ပြီးရင် connect ပေါ့ဒီကောင်အင်္ဂလိပ်လိုပြောင်းလို့လည်းရတယ် okay ဒီကောင် a12356 password ပြီးရင်ဒီကသူကခဏအမြဲတမ်းပြောင်းတာ2349ပေါ့2349ရိုက်တယ်ပြီးရင် login ဆိုရင်သူကဒီမှာချိတ်သွားလိမ့်မယ်ဒီမှာချိတ်သွားလိမ့်မယ်နောက်တစ်ခုကဒီ planning ပေါ့နော်အဝါမာတာအတွက်ကဒီကောင်သုံးတာ navigation portal ဆိုတာ application တစ်ခုပေါ့နော် chart truck လို့လည်းခေါ်တယ်ဒီဟို ENC မာတာပေါ့နော် ENC ABEM ရောသူတစ်ချက် click တစ်ပယ် click နဲ့ပြီးရတာမျိုးလာမယ်ပြီးရင် weekly update ပေါ့နော် weekly update ကလည်းဒီက download ဆွဲပဲရုံးရမပေးဘူးဆိုတော့weekly update လုပ်ချင်ရင် update တီးရုံနဲ့ okay ဒါမျိုးလေးလာမယ်ပေါ့နော်ပြီးရင်ဒီက date ရွေးရအဲ့က date ကဘာလဲဆိုကိုဘယ် date ကိုရွေးရလဲအဲ့ date ကဘယ် date ကိုရွေးရလဲဆိုတော့ကိုဒီ base cd ပေါ့နော် base cd နောက်ဆုံးရတဲ့ date ပေါ့နော်နောက်ဆုံးရတဲ့ date ကိုထည့်ရတယ်ဒီ base cd ကကျွန်တော်ကဒီ state ထဲကိုထည့်တာဒီ state ထဲမှာရှိတယ်အဲကောင်40နှစ်2025 base cd 12 AI away ပေါ့နော်ပြီးရင်ဒါနဲ့ပြီးရင်ဒီကောင် share လေးကိုနဲ့ပြီးရင်အောက်က1နဲ့3အဲ့က2ခုရွေးပြီးရင်ဒီကောင်ကိုရွေးပြီးရင်1နဲ့3အဲ့ဒါကိုရွေးပြီးရင် internet ကိုနဲ့ပြီးရင် နေပြီးသူက internet ကိုနဲ့ internet ကိုပြီးရင် running update ပေါ့နော်ခဏစောင့်ပြီးရင်အဲ့လိုပြီး download ဆွဲပြီးတယ်သူအဲ့လိုလေးပေါ်လိမ့်မယ်the update is completed do you want to close the update so no နဲ့no နေပြီးသူကဒီ share ကိုပြန်သွားမှာဒါလေး export play ကိုပြန်သွားပြီးရင် file export နဲ့ပြီးရင် do you want to open the folder ဆို yes ပေါ့နော်အဲဆိုဒီ computer ရဲ့သူကဒီတဲ့ shark track ထဲကိုသွားတာတောင်ဆုံး week ပေါ့နော်1 2 3အဲဆိုကိုယ့်ကို folder ခွဲပြီးတော့အဲအကောင်ကိုဟိုဒီstate ထဲကိုထည့်မှာပေါ့နော် state ထဲကိုထည့်ပြီးတော့ဒီ weekly update ကို edit မှာလုပ်တယ်ပေါ့နော်ဒီ file 3ခုကအခုလက်ရှိ download ဆွဲလိုက်တာပေါ့နော်ဒီ1 2 3အဲ့က file 3ခုသူကအခုဆိုရင်3ခု folder ထဲကိုထည့်46ဆိုရင်46 25ပေါ့49 25 week ပေါ့နော်ပြီးရင် state ထဲကိုထည့်ပြီးတော့ edit ကိုသွားမှာပေါ့နော်edit ကိုအထဲကိုထည့်လိုက်မယ် okay ထဲကိုထည့်ပြီးရင်ဒါအဲ့လိုမျိုးပေါ်လာလိမ့်မယ် close ပြီးရင်ဒီ short ထဲကိုသွားမယ် short ထဲကိုသွားဒါ weekly update လုပ်နေရပါတော့ weekly update ပြီးလှုပ်ဆဲပါမယ်ကိုနေလို့ရှိရင် sorry ဒီမှာဒီ e ပေါ့နော် e ကဒီ stick ကိုပြောတာအဲ့ e ကိုနေပြီးရင်ဒီမှာဒီ DVD AVC ရဲ့ DVD 1ရဲ့ DVD 2ရဲ့ base CD 3ချက်ကဒီထဲမှာရှိနေတာ CD 1ကြာလို့ကျွန်တော်အဝါလေးကိုထည့်ထားတာ state ကိုထည့်တာအဲ့တော့ကိုက45 week 45 25ဆို45 25နဲ့ပြီးရင် edit permit ကိုနဲ့ okay ဒီကောင် master ဆို master ကိုနဲ့ပြီးရင် permit ကိုနဲ့ပြီးရင် load ဆဲပါမယ် okay ပြီးရင် okay ပြီးရင် load update shot ကိုနဲ့ load update shot ကိုခုနပြီးရင် AIO နဲ့ AIO ပြီးရင် load update shot ပြီးရင်သူက run နေတယ်ကို finish ဆိုရင် unloading ပေါ့နော် okay နောက်တစ်ခုက AIO ပြီးရင် AVCS ကိုတစ်ချက်ပြန်နေ okay AVCS ပြီးရင် load update shot ပြီးရင်သူက run နေမယ် okay finish all licenses are up to date ပြီးရင် okay ပြီးရင် unloading ပြီးရင် cancel ပြီးပြန်ကြည့်ခြင်းခုန report လေးကိုပြန်သွားတာပေါ့နော် new report ဆိုရပါစို့ကိုက Rivana PPT ကြီး report ပြီးဟိုအောက်ဆုံးကိုဆွဲချပြီးရင်ဒီကောင်နဲ့ပြီးရင် show report အမှသူက45ဆိုပြတာပေါ့နော်ခုန run လိုက်တဲ့ကောင်အဲ့ဒါ weekly update procedure ပေါ့နော်